တကယ်လို့မင်းတို့စီလာတဲ့လေယာဉ်ဟာပင်လယ်ပြင်ထဲတက်ချသွားပြီးလက်ရှင်ကျဲတဲ့သူတွေဟာလူသားစားမိချောင်းကြီးတွေရှိတဲ့ကျုံတို့မှာရောက်သွားခဲ့ရင်ဘာဆက်လုပ်မလဲလေယာဉ်မှုရဲ့အသေးအတန်သတိပေးတံတွေနဲ့အတူလေယာဉ်ဟာဒိတ်ချုပ်မရပဲပင်လယ်ပြင်ထဲထိုးကျသွားနေပါတယ်ကဲကောင်းထောက်မှစွာနဲ့လူတစုတက်ရှင်ခဲ့ပေမဲ့သူတို့ရောက်နေတဲ့နေရာကကမ္ဘာအန္တရာယ်ရှိဆုံးငကားဒရိကန်ဒေတာတွေကကျွန်းတကျွန်းဖြစ်နေပါတယ်။ပုံလိုက်မရှိဘုံကြီးကလည်း24နာရီအတွင်းရောက်မလာတဲ့အခြေအနေတွေမှာသူတို့မှရှိတာကရေတပူတွေပါ။ကျွန်းပေါ်မှာသူတို့တွေ့လိုက်ရတာကဒုတိယကမ္ဘာစစ်တုန်းကနေတပ်သားတယောက်ထားခဲ့တဲ့မတ်တန်းစာအုပ်ပါ။အဲဒီစာအုပ်ထဲမှာကြောက်စရာအကောင်းဆုံးသတိပေးချက်တစ်ခုပါနေပါတယ်။အဲဒါကတော့ဒီကျွန်းပေါ်မှာသဘာဝရန်သူမရှိပဲကြီးထွားနေတဲ့အေယာမမိချောင်းကြီးရှိနေတယ်ဆိုတာပါပဲ။ဒါပေမဲ့အန်ဒီရကမိချောင်းတစ်ကောင်နဲ့မဟုတ်ပါဘူး။သူတို့ပိုလိုဖို့ရှာတွေ့ခဲ့တဲ့တဲဟိုဟောင်းကြီးထဲမှာအိမ်မောကျနေတဲ့အေယာမပင်ကိုကြီးတွေအများကြီးရှိပါတယ်ဗျာ။အကြတဲ့တော့မကြားရအောင်ရင်းရင်းလေးထွက်သွားဖို့ကြိုးစားခဲ့ပေမဲ့မတော်တဆအတန်ထွက်သွားတဲ့အခါမှာတော့အရေးပန်းတွေဝေကုန်ပါတော့တယ်။ဒီကူတွေရဲ့တိုက်ခိုက်မှုကြောင့်မှအသက်လူပြေးတစ်ဖက်မှာလည်းဝိစာလေးတဲ့ဒီเจ้าကြီးကသူတို့ကိုဝိုင်းထားလိုက်ပါပြီ။ဒီကျုံးကလေလုံးပြောက်ဖို့ဆိုရင်ဒီเจ้าကြီးတွေရှိတဲ့ဒီကံကုန်ရက်ကူရပါမယ်။လူသားတို့ရဲ့ဗီဇအတိုင်းအတ္တတွေခြေတန်းတင်ကြသလိုမိသားစုတွေပို့သက်ကိုတတိသွားတဲ့ရေခွေးတွေကလည်းရင်းနေစရာပါ။ဘေးဖြစ်သူကသမီးလေးရီရီတက်ရှိဖို့အတွက်ဒီเจ้าကြီးကိုအာယုံလွှဲပြီးတယောက်တည်းနေပါလေ။နောက်ဆုံးမှာတော့ရဲရဲတဲ့လူငယ်လေးခြံကြီးကလက်ပြေပုံတစ်လုံးနဲ့ဒီเจ้าကြီးကိုတင်တက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အကဲစီတီးရလာတို့မေးလိုက်တဲ့စကားတဲ့နဲ့တူပေါက်ခွဲတဲ့ကြီးထွက်ပေါ်လာပြီးသူတို့တွေဟာတေမီတကားဝါကနေအနိုင်တိုက်ပြီးပြန်လာနိုင်ခဲ့ကြပါတယ်။ဒီဇလန်ကကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးသွားပါတယ်။အရေးကြုံလာရင်အတ္တတွေတဲ့တယောက်ကိုတယောက်ကိုကြီးစောင့်ရှောက်ခြင်းကသာလွန်မြောက်ရာလမ်းမှန်ဆိုတာပါပဲကျွန်တော်ဒီကနေ့မှာတင်ဆက်ပေးလိုက်တဲ့ဒီဇလန်လေးတွေမှာလူချင်းမျိုးတို့အတွက်အကျိုးကျေးဇူးအတိအကျဇုံတရားရရှိတယ်ဆိုရင်ဒီဗီဒီယိုလေးကိုလည်းကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးထားပါအားလုံးကိုချစ်ခင်လေးစားပါတယ်